အားလုံးပဲမင်္ဂလာပါခင်ဗျ။ညာလင်း channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ဘယ်နိုင်ငံခေါင်းဆောင်တွေကအကာအကွယ်တင်းကျပ်ဆုံးနဲ့လုံခြုံရေးအမြင့်ဆုံးရရှိထားလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။တာမန်လူများအတွက်တော့နေ့စဉ်ဘဝမှာသွာလာလှုပ်ရှားရတာကတာမန်ကိစ္စတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့နိုင်ငံခေါင်းဆောင်တွေအတွက်တော့အရာအလုံးကမတူပါဘူးလှုပ်ရှားမှုတိုင်းတွာလာရတဲ့ခရီးစဉ်တိုင်းကိုလုံခြုံရေးအဖွဲ့တွေကအနီးကပ်စောင့်ကြည့်ရပါတယ်ရာသူကြီးလေအန္တရာယ်ကြီးလေဆိုတဲ့အတိုင်းမမြင်နိုင်တဲ့ချိန်ချောက်မှုတွေကအချိန်တိုင်းရှိနေနိုင်ပါတယ်ဒါကြောင့်ပဲသူတို့ကိုကမ္ဘာအစိမီလုံခြုံရေးအဖွဲ့တွေကအဆုံးကုန်ကာကွယ်ပေးနေကြတာပါဒါဆိုဘယ်နိုင်ငံခေါင်းဆောင်တွေကကာကွယ်တင်းကျပ်ဆုံးနဲ့လုံခြုံရေးအမြင့်ဆုံးရရှိထားတယ်လဲဆိုတာကိုအခုပဲစတင်ကြည့်လိုက်အောင်ခင်ဗျာနံပါတ်1ဗလာတီမီယာပူတင်ကမ္ဘာပေါ်မှာလုံခြုံရေးတင်းကျပ်ဆုံးနိုင်ငံခေါင်းဆောင်တွေကိုပြောရမယ်ဆိုရင်ရုရှားသမ္မတဗလာတီမီယာပူတင်ဟာထိပ်ဆုံးစည်းထဲမှာအမြဲပါဝင်နေပါတယ်သူရဲ့လုံခြုံရေးကိုရုရှားရဲ့အထူးကာကွယ်ရေးအဖွဲ့ကတာဝန်ယူထားပြီးစီကံတင်ကြမှုနဲ့ကြော်ကြားပါတယ်ရုရှားသမ္မတပူတင်ဟာခရီးထွက်တိုင်းလမ်းကြောင်းတစ်လျှောက်ကိုကြိုတင်စစ်ဆေးပြီးအနီးနားကစောက်အုံတွေသတင်းပေါက်တွေရေမြောင်းတွေကစအသေးစိတ်စောင့်ကြည့်ထားပါတယ်သူအသုံးပြုတဲ့ကားကလည်းကြီးစံဘုံပေါက်ကွဲမှုနဲ့ဓာတုတိုက်ခိုက်မှုတွေကိုခံနိုင်ရရှိတဲ့တန်ကြပ်ကာဖြစ်ပါတယ်ဒါတွေမကသေးပါဘူးလေယာဉ်နဲ့တွာလာတဲ့အခါတိုင်းတိုက်လေယာဉ်တွေအနီးကလိုက်ပါကာကွယ်လေးရှိပါတယ်။အကြောင်းကတော့ပူတင်ဟာကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုရဲ့ခေါင်းဆောင်ဖြစ်ပြီးနိုင်ငံရေးစစ်ရေးနဲ့ကမ္ဘာရေးရာတွေမှာအရေးပါတဲ့အခန်းကဏ္ဍရှိနေလို့ပါ။သူ့အပေါ်တစ်ခုခုဖြစ်မယ်ဆိုရင်လူတစ်ယောက်တည်းကထိခိုက်စေတာမဟုတ်ပဲနိုင်ငံတစ်ခုလုံးအပေါ်ပါတက်ရောက်နိုင်ပါတယ်။ရုရှားသမ္မတဗလာတီမီယာပူတင်ဟာ1999ခုနှစ်ကစပြီးရုရှားနိုင်ငံရဲ့အရေးပါတဲ့ခေါင်းဆောင်ဖြစ်ရပ်တည်ခဲ့သူဖြစ်ပြီးနိုင်ငံရေးစစ်ရေးနဲ့နိုင်ငံတကာရေးရာတွေမှာဩဇာကြီးမားသူဖြစ်ပါတယ်။လက်ရှိ2026ခုနှစ်မှာရုရှားနိုင်ငံသမ္မတဖြစ်ဆက်လက်တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်ခင်ဗျာ။နံပါတ်2ကင်ဂျုံအန်ကမ္ဘာပေါ်မှာအမှတ်ရဆုံးဘော်ဒီကတ်ပုံရိပ်တွေထဲကတစ်ခုကတော့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ရဲ့လုံခြုံရေးအဖွဲ့ဖြစ်ပါတယ်။သူသွားလာတဲ့အခါတိုင်းအနက်ရောင်ဝတ်ဆောင်ဝတ်ထားတဲ့ဘော်ဒီကတ်တွေကကားဘေးကနေအတူပြေးလိုက်တာကိုမကြာခဏမြင်တွေ့ရပါတယ်။ဒီအဖွဲ့မှာလူ12ယောက်ခန့်ပါဝင်ပြီးဒီလူတွေကိုရွေးချယ်ရမှာလဲသူတို့ရဲ့အတိုက်မှတ်တမ်းကိုကြည့်တိုက်ခါနဲ့နိုင်ငံအပေါ်တစ္ဆာရှိမှုတို့ကိုအလွန်တင်းကျပ်စွာစစ်ဆေးရွေးချယ်ထားပါတယ်။ကင်ဂျုံအန်စီလာတဲ့ကားရွေ့လျားနေချိန်မှာပရိကအချို့ကကားတကားကိုကင်ထားပြီးအချို့ကတော့ပတ်ဝန်းကျင်ကိုမျက်ခြေမပြတ်စောင့်ကြည့်နေကြပါတယ်။ပြင်ပအခမ်းအနားတွေတက်ရောက်တဲ့အခါမှာလဲနေရာတစ်ခုလုံးကိုကြိုတင်ရှင်းလင်းပြီးလူနဲ့ပစ္စည်းအလုံးကိုပါတေးစိတ်စစ်ဆေးပါတယ်။လို့ဝက်လုံခြုံရေးအရာရှိတွေကလူအုပ်ကြားတွေထဲမှာရောနှောရှိနေကြလို့အမြင့်ပိုင်းနေရာမှာလဲစနိုက်ပါတွေအသိစောင့်နေကြပါတယ်။ဒါအပြင်ကင်ဂျုံအန်နေထိုင်ရာနေရာအများကြီးရှိပြီးဘယ်နေရာမှာနေမယ်ဆိုတာကိုမကြာခဏပြောင်းလဲလေးရှိတယ်လို့သတင်းတွေကဖော်ပြထားပါတယ်။နေရာတိုင်းမှာအလွှာများစွာရှိတဲ့လုံခြုံရေးစနစ်တွေနဲ့24နာရီတာဝန်ကျလုံခြုံရေးအဖွဲ့တွေအမြဲအသိရှိနေပါတယ်။မြောက်ကိုရီးယားသမ္မတကင်ဂျုံအန်ဟာ2011ခုနှစ်မှာအာဏာစရရှိခဲ့ပြီးလက်ရှိ2026ခုနှစ်အထိနိုင်ငံရဲ့စစ်ရေးနဲ့နျူကလ িয়ার အစီအစဉ်တွေကိုဆက်လက်ဦးဆောင်နေဆဲဖြစ်ပါတယ်ခင်ဗျာ။နံပါတ်3ဒေါ်နယ်ထရန့်လူတိုင်းမှာတော့ကိုသွားတဲ့နေရာတိုင်းကိုလူအင်အားအများကြီးနဲ့လိုက်လံကာကွယ်ပေးတဲ့လုံခြုံရေးအဖွဲ့မရှိပါဘူး။ဒါပေမဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ကမ္ဘာပေါ်မှာ
လုံခြုံရေးအမြင့်ဆုံးရရှိထားတဲ့ခေါင်းဆောင်တွေထဲကတစ်ယောက်ဖြစ်ပါတယ်အမေရိကန်သမ္မတဟာကမ္ဘာနိုင်ငံရေးစီးပွားရေးနဲ့လုံခြုံရေးဆိုင်ရာဆုံးဖြတ်ချက်တွေကိုချမှတ်ရတဲ့အရေးပါတဲ့ယာတုရှိပါတယ်ဒါကြောင့်သူ့အပေါ်တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင်အမေရိကန်နိုင်ငံတမကကမ္ဘာတဝန်းကိုပါတက်ရောက်မှုရှိလာနိုင်ပါတယ်တချို့သောအခြေအနေတွေမှာသူ့ကိုကာကွယ်တဲ့လုံခြုံရေးဝန်ထမ်းအရေးအတွက်ဟာလူအယောက်300လောက်ထိရှိနိုင်ပြီးပုံမှန်ထက်အများကြီးပိုများပါတယ်ဒီလုံခြုံရေးအလုံးကိုအမေရိကန်နိုင်ငံရဲ့နာမည်ကျော် Secret Service ကတာဝန်ယူထားပါတယ်ဒေါ်နယ်ထရန့်တက်ရောက်မဲ့ခန္ဓာတိုင်းမှာနေရာကိုကြိုတင်စစ်ဆေးပြီးအဆောက်အအုံမြေပိုင်းတွေမှာစနိုက်ပါတွေအသိစောင့်နေကြပါတယ်ဒါအပြင်သူနေထိုင်တဲ့အိမ်ယာမှာလည်းလုံခြုံရေးကိုအစိမ့်မြစ်ထားပြီး CCTV စနစ်တွေလုံခြုံရေးဝန်ထမ်းတွေနောက်ဆုံးပေါ်စက်ရုပ်ခွေးတွေကိုပါအသုံးပြုကာပတ်ဝန်းကျင်ကိုစောင့်ကြည့်စစ်ဆေးနေပါတယ်စက်ရုပ်ခွေးတွေဟာအန္တရာယ်ရှိတဲ့နေရာတွေကိုလူတွေအစားအရင်ဝင်ရောက်စစ်ဆေးနိုင်တဲ့စွမ်းရည်လည်းရှိပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာစီးပွားရေးလုပ်ငန်းရှင်တူဖြစ်ပြီးနိုင်ငံရေးလောကထဲဝင်ရောက်ကသမ္မတအဖြစ်2ကြိမ်ရွေးချယ်ခံခဲ့ရပါတယ်လက်ရှိ2026ခုနှစ်မှာတော့အမေရိကန်သမ္မတအဖြစ်တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်ခင်ဗျာနံပါတ်4ရှီကျင့်ဖျင်နိုင်ငံခေါင်းဆောင်ချို့ဟာလူမြင်ကွင်းမှာပေါ်လာတာနဲ့တနိုင်ငံလုံးလှုပ်ရှားသွားသလိုဖြစ်စေပါတယ်တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်ဟာကမ္ဘာအင်အားအကြီးဆုံးနိုင်ငံတွေထဲမှာပါဝင်တဲ့နိုင်ငံရဲ့ခေါင်းဆောင်ဖြစ်ပြီးဩဇာအာဏာလည်းအလွန်ကြီးမားပါတယ်သူ့ရဲ့လုံခြုံရေးကအခြားနိုင်ငံခေါင်းဆောင်များစွာထက်ပိုမိုတင်းကျပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဘော်ဒီကအဖွဲတင်မကပဲနိုင်ငံတနိုင်ငံလုံးရဲ့လုံခြုံရေးစနစ်နဲ့စစ်အင်အားကပါသူ့ရဲ့အကာအကွယ်အောက်မှာရှိနေတာကြောင့်ဖြစ်ပါတယ်။တရုတ်စစ်တပ်မှာစစ်တီအင်အား2တန်းကျော်ရှိပြီးကမ္ဘာအကြီးဆုံးစစ်တပ်တွေထဲကတစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်။ဒါကြောင့်သူ့ရဲ့လုံခြုံရေးစနစ်ဟာနိုင်ငံအစစ်အင်အားကြီးမားတဲ့စနစ်တစ်ခုလို့ပြောနိုင်ပါတယ်။တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်ဟာအရေးကြီးတဲ့အခမ်းအနားတွေကိုတက်ရောက်တဲ့အခါမှာလဲနေရာတစ်ခုလုံးကိုအလွန်တင်းကျပ်စွာထိန်းချုပ်ထားပါတယ်။လုံခြုံရေးအရာရှိတွေရဲတပ်ဖွဲ့တွေနဲ့အထူးတပ်ဖွဲ့ဝင်တွေကိုနေရာနှံ့ချထားပြီးလိုအပ်ရင်လမ်းတွေကိုပါပိတ်ထားတတ်တယ်လို့အဆောက်အုံတွေကိုလည်းအသုံးပြုခွင့်ကတ်တတ်ထားပါတယ်။ဦးတဲရောက်မြင့်စင်မြက်နေတို့တွာလာမယ့်လမ်းကြောင်းတွေမှာလည်းလုံခြုံရေးကိုအထူးတင်းကျပ်ထားပြီးအပြင်မှာမြင်ရတဲ့အရာရှိတွေပြင်လူအုပ်ထဲမှာတိုးဝက်တာဝန်ထမ်းဆောင်နေတဲ့အဖွဲ့တွေလည်းရှိပါတယ်။အမြင့်ပိုင်းနေရာတွေမှာလည်းစောက်ကြည့်ရေးအဖွဲ့တွေကခင်မီစောက်ကြည့်ကိရိယာတွေနဲ့အချိန်ပြည့်အသိရှိနေပါတယ်။သူရဲ့ခရီးစဉ်တွေကိုလည်းကြိုတင်အသေးစိတ်စီစဉ်ထားပြီးတွားမယ့်လမ်းကြောင်းကိုအချိန်မရွေးပြောင်းလဲနိုင်ပါတယ်။ရပ်မဲ့နေရာပေါ်လာမဲ့အချိန်ကအစတေချာတွက်ချက်ထားတာကြောင့်သူမရောက်ခင်ကတည်းကနေရာတစ်ခုလုံးကိုလုံခြုံအောင်ပြင်ဆင်ထားပြီးသားဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့သမ္မတရှီကျင့်ဖျင်ဟာ2012ခုနှစ်ကစပြီးတရုတ်နိုင်ငံကိုဦးဆောင်လာခဲ့ပြီးကမ္ဘာနိုင်ငံရဲ့စီးပွားရေးမှာလည်းဩဇာကြီးမားတဲ့ခေါင်းဆောင်တူဖြစ်ပါတယ်။လက်ရှိ2026ခုနှစ်အထိတရုတ်နိုင်ငံရဲ့ထိပ်တန်းခေါင်းဆောင်ဖြစ်ဆက်လက်တာဝန်ထမ်းဆောင်နေစေဖြစ်ပါတယ်ခင်ဗျာနံပါတ်5ပုပ်ရဟန်းမင်းကြီးဖရန်စစ်စစ်တပ်ကြီးကိုအားမကိုးပေမဲ့ကမ္ဘာတဝန်းမှာယုံကြည်သူဘီလီယံနဲ့ချီရှိတဲ့ခေါင်းဆောင်တစ်ယောက်လည်းရှိပါတယ်သူကတော့ပုပ်ရဟန်းဖရန်စစ်ပဲဖြစ်ပါတယ်ပုပ်ဖရန်စစ်ဟာကမ္ဘာတဝန်းရှိကက်သလစ်ပါတော်ဝင်ဘီလီယံကျော်ရဲ့အမြင့်ဆုံးပါရရေးခေါင်းဆောင်ဖြစ်တယ်လို့ကမ္ဘာကြီးပေါ်နဲ့နိုင်ငံတကာတန်တမာရေးရာတွေမှာလည်းအရေးပါတဲ့ပုဂ္ဂိုလ်တို့ဖြစ်သတ်မှတ်ခံထားရပါတယ်။ဒီလိုအရေးပါတဲ့ရာထူးကြောင့်သူ့ရဲ့လုံခြုံရေးစနစ်ကလည်းအလွန်တင်းကျပ်ပါတယ်။သူ့ကိုဗာတီကန်ရဲ့အထူးလုံခြုံရေးအဖွဲ့ကတာဝန်ယူကာအီတလီနိုင်ငံရဲ့လုံခြုံရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီးအလွှာပေါင်းများစွာပါဝင်တဲ့လုံခြုံရေးစနစ်နဲ့ကာကွယ်ပေးထားပါတယ်။အများပြည်သူရှိထွက်ပေါ်လာတဲ့အခါပုပ်ဖရန်စစ်ဟာပုပ်မိုဘိုင်းလို့ခေါ်တဲ့အထူးဒီဇိုင်းထုတ်ထားတဲ့ကြီးကာရင်ကို
အသုံးပြုလေရှိပါတယ်ဒီကားကြောင့်လူတို့ကိုအနီးကနှုတ်ဆက်နိုင်တယ်လို့လုံခြုံရေးကိုလည်းထိမ့်သိမ်းထားနိုင်ပါတယ်ကားပတ်လည်မှာတော့ဗာတီကန်ရဲတပ်ဖွဲ့အထူးလုံခြုံရေးအဖွဲ့နဲ့ထောက်လှမ်းရေးအဖွဲ့တွေကအချိန်ပြည့်စောင့်ကြပ်နေကြပါတယ်အတိုက်မှာတော့အများပြည်သူကြားထဲကနေသူ့အနာကိုချင်းကပ်ဖို့ကြိုးစားခဲ့တဲ့ဖြစ်ရတဲ့ချို့ရှိခဲ့ပေမဲ့လုံခြုံရေးအဖွဲ့တွေကအချိန်မီထိန်းချုပ်နိုင်ခဲ့ပါတယ်အဲဒီနောက်ပိုင်းမှာတော့သူ့ရဲ့လုံခြုံရေးအစီအစဉ်တွေကိုပုံမတင်းကြပ်အောင်ထပ်မံအစိတ်မြင့်တင်ခဲ့ပါတယ်ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ဟာကက်သလစ်ဘုရားကျောင်းရဲ့ခေါင်းဆောင်ဖြစ်ခဲ့ပြီးကမ္ဘာငြိမ်းချမ်းရေးစင်ရသားများနဲ့လူသားချင်းစာနာမှုကိုအလေးထားခဲ့ပါတယ်2025ခုနှစ်မှာကွယ်လွန်သွားခဲ့ပါတယ်ခင်ဗျာနံပါတ်6ရှင်ဆိုအားပေးတချို့နိုင်ငံခေါင်းဆောင်တွေအတွက်ခရီးသွားရတာဟာနေရာတစ်ခုကနေနောက်တစ်နေရာကိုတွားရုံတက်တက်မဟုတ်ပါဘူးလှုပ်ရှားမှုတိုင်းကိုစက္ကန့်တိုင်းစောင့်ကြည့်ကာကွယ်ထားတဲ့လုံခြုံရေးစနစ်တစ်ခုလည်းဖြစ်ပါတယ်ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဆိုအားပေးဟာဂျပန်နိုင်ငံရဲ့တက်တန်းအရှိဆုံးဝန်ကြီးချုပ်တွေထဲကတစ်ယောက်ဖြစ်ပြီးစီးပွားရေးနဲ့နိုင်ငံတကာနိုင်ငံရေးမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့သူဖြစ်ပါတယ်ဂျပန်ဟာလုံခြုံရေးကောင်းမွန်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပေမဲ့သူ့ရဲ့လုံခြုံရေးအစီအစဉ်ကတော့ဘယ်တော့မှပေါ့ဆမထားပါဘူးသူအသုံးပြုတဲ့ယာဉ်တန်းမှာအစိမ့်မြင့်ကြီးကားကားတွေပါဝင်ပြီးအားအတွင်းမှာလည်းကြီးကားမှန်ခိုင်ခတဲ့ကိုယ်ရည်နဲ့အရေးပေါ်ဆက်သွယ်ရေးစနစ်တွေတပ်ဆင်ထားပါတယ်ယာဉ်တန်းကလူရှုပ်တဲ့လမ်းတွေမှာဖြတ်တန်းရတဲ့အခါဘော်ဒီဂတ်တွေဟာကားပြင်းပေါက်ကနေထွက်ပြီးအခြားကားတွေကိုအရှိန်လျှော့ဖို့လမ်းဖယ်ပေးဖို့လက်အချက်ပြတတ်ပါတယ်ဒါအပြင်လုံခြုံရေးအဖွဲ့တွေကလမ်းသွားလမ်းလာတွေတန်တရားဖြစ်စရာရပ်ထားတဲ့ကားတွေပုံမှန်မဟုတ်တဲ့အပြုအမူတွေကိုလည်းမျက်ခြေမပြတ်စောင့်ကြည့်နေကြပါတယ်တခြားနိုင်ငံတွေလိုစစ်တပ်ကြီးနဲ့ဝိုင်းရံထားတာမျိုးမရှိပေမဲ့အများပြည်သူရှိထွက်ပေါ်လာတဲ့အခါအချို့အချိန်တွေမှာသူ့အနာကိုချင်းကပ်ဖို့ကြိုးစားတဲ့ဖြစ်ရတဲ့ချို့ရှိခဲ့ပါတယ်ဒါပေမဲ့ဂျပန်နိုင်ငံရဲ့လုံခြုံရေးစနစ်ကအန်ဒီရဲ့ဖြစ်လာမှဖြည့်ရှင်းတာထက်မဖြစ်ခင်ကတည်းကကြိုတင်တားဆီးထားတာရှိတာမို့အခြေအနေအများစုကိုအချိန်မီထိန်းချုပ်နိုင်ခဲ့ပါတယ်ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဆိုအာဘေးဟာဂျပန်နိုင်ငံရဲ့တက်တန်းအရှိဆုံးဝန်ကြီးချုပ်တစ်ယောက်ဖြစ်ပြီးစီးပွားရေးမူဝါဒကြောင့်ကြော်ကြားခဲ့ပါတယ်2022ခုနှစ်မှာမဲဆွယ်စည်းရုံးရေးတွင်လှုပ်ကြံခံခဲ့ရပြီးကွယ်လွန်သွားခဲ့ရပါတယ်ခင်ဗျာနံပါတ်9ရီယပ်တိုင်ယက်အာတိုအန်အချိန်မြင့်မောင်းနှင်နေတဲ့ရင်တန်းကြီးကိုကြည့်လိုက်ရင်စီးချက်ညင်ညင်လှုပ်ရှားနေသလိုထင်ရပေမဲ့နောက်ွယ်မှာတော့စက္ကန့်တိုင်းကိုတွက်ချက်ထားတဲ့လုံခြုံရေးစနစ်ကြီးတစ်ခုရှိနေပါတယ်ရီယပ်တိုင်ယက်အာတိုအန်ဟာတူရီနိုင်ငံရဲ့သမ္မတဖြစ်ပြီးနိုင်ငံရေးနဲ့ဒေသတွင်းရေးရာတွေမှာဩဇာလွှမ်းမိုးမှုအလွန်မြင့်မားတဲ့ခေါင်းဆောင်သူဖြစ်ပါတယ်။ဒါကြောင့်သူ့ရဲ့လုံခြုံရေးစနစ်အခြေအနေမျိုးစုံကိုရင်ဆိုင်နိုင်အောင်အထူးတင်းကျပ်စွာစီစဉ်ထားပါတယ်။ခရီးသွားတဲ့အခါရင်တန်းအများပြားကအရှိန်မြင့်နဲ့လိုက်ပါကာကွယ်ပေးပါတယ်။ကားတစ်စီးချင်းစီဟာနောက်ကလက်ရုံတမကပတ်ဝန်းကျင်ကိုစောင့်ကြည့်တာအန္တရာယ်ဖြစ်နိုင်တဲ့တောက်တွေကိုပိတ်ဆို့ကာကွယ်တာတွေကိုပါတပြိုင်နက်လှုပ်ဆောင်ပါတယ်အချို့အချိန်တွေမှာတော့အထူးတန်ကြပ်ကာတမဒဘတ်စကားကိုအသုံးပြုလေရှိပြီးအဲ့ဒီယာဉ်ဟာရွေ့ရနိုင်တဲ့လုံခြုံရေးဌာနတစ်ခုကိုဒီဇိုင်းထုတ်ထားပါတယ်ယာဉ်ရဲ့အပေါ်ပိုင်းမှာလည်းကျွမ်းကျင်တဲ့လုံခြုံရေးအဖွဲ့တွေကအမြင့်နေရာမှာအမြဲစောင့်ကြည့်နေကြပါတယ်ဘာကြောင့်လဲဆိုတော့အန္တရာယ်ဆိုတာမြေပြင်ကတာမဟုတ်ပဲအဆောက်အုံအမြင့်တွေကနေလည်းဖြစ်ပေါ်လာနိုင်လို့ပါတူရကီနိုင်ငံရဲ့နိုင်ငံရေးတမိုင်းမှာတင်းမာမှုတွေလုံခြုံရေးစိုးရိမ်ရတဲ့အခြေအနေတွေအကြိမ်ကြိမ်ကြုံတွေ့ခဲ့မှုပေမဲ့အများစုမှာလုံခြုံရေးအဖွဲ့တွေကအခြေအနေကိုလျင်မြန်ကျွမ်းကျင်စွာထိန်းချုပ်နိုင်ခဲ့ပါတယ်တူရကီနိုင်ငံရဲ့သမ္မတရီယပ်တိုင်ယက်အာတိုအန်ဟာဝန်ကြီးချုပ်အဖြစ်၎င်းသမ္မတအဖြစ်၎င်းနှစ်ပေါင်းများစွာတူရကီနိုင်ငံကိုဦးဆောင်ခဲ့ပြီးဒေသတွင်းနိုင်ငံရေးရာမှာဩဇာကြီးမားတဲ့ခေါင်းဆောင်သူဖြစ်ပါတယ်။လက်ရှိ2026ခုနှစ်မှာတော့
ဝန်ကြီးချုပ်ဖြစ်၎င်းတမရဖြစ်၎င်းတူရကီနိုင်ငံမှာဆက်လက်ဦးဆောင်နေဆဲဖြစ်ပါတယ်ခင်ဗျာကမ္ဘာနိုင်ငံခေါင်းဆောင်တွေရဲ့အစိမ့်မြင့်လုံခြုံရေးစနစ်တွေအကြောင်းကိုကြည့်ရှုခဲ့ကြရပြီးပါပြီကျွန်တော်တို့မမြင်ရတဲ့နောက်ွယ်မှာတော့အသေးစိတ်ကြိုတင်စီစဉ်ထားတဲ့လုံခြုံရေးစီစဉ်တွေအများကြီးရှိနေပါတယ်ဒီဗီဒီယိုကနေကျွန်တော်တို့နေ့စဉ်ဘဝအတွက်ရရှိလာတဲ့သင်ခန်းစာ၅ခုကိုဆက်လက်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်1တာဝန်ကြီးလေလုံခြုံရေးတာဝန်လည်းကြီးလေဖြစ်တယ်နိုင်ငံခေါင်းဆောင်တယောက်ရဲ့လုံခြုံရေးဟာလူတယောက်ကိုယ်တိုင်ကာကွယ်တာမဟုတ်ဘဲနဲ့နိုင်ငံရဲ့တည်ငြိမ်မှုကိုပါကာကွယ်နေတာဖြစ်ပါတယ်နံပါတ်2ကအန္တရာယ်ကိုမဖြစ်ခင်ကြိုတင်ကာကွယ်တာကအရေးကြီးဆုံးဖြစ်တယ်လုံခြုံရေးအဖွဲ့တွေကပြဿနာဖြစ်မှဖြေရှင်းတာမဟုတ်ဘဲနဲ့ဖြစ်နိုင်တဲ့အန္တရာယ်ကိုပါကြိုတင်စီစဉ်ထားတာကိုတွေ့ရပါတယ်နံပါတ်3အောင်မြင်တဲ့အလုပ်တိုင်းရဲ့နောက်ွယ်မှာအသေးစိတ်ပြင်ဆင်မှုတွေရှိတယ်နိုင်ငံခေါင်းဆောင်တယောက်ရဲ့ခရီးစဉ်တစ်ခုအောင်မြင်ဖို့လူအများကြီးကကြိုတင်စီစဉ်ပြီးပူးပေါင်းလှုပ်ဆောင်နေကြတာကိုလည်းတွေ့ရပါတယ်နံပါတ်4စီကံတစ္ဆာရှိမှုနဲ့အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုကအောင်မြင်မှုရဲ့တော့ချက်ပဲဟုတ်တယ်ဒီဗီဒီယိုထဲမှာပေါ်ရီကတ်တွေနဲ့လုံခြုံရေးအဖွဲ့တွေဟာစီကံတင်ကြမှုယုံကြည်စိတ်ချရမှုနဲ့အဖွဲ့လိုက်လှုပ်ဆောင်မှုကြောင့်သူတို့ရဲ့တာဝန်ကိုအောင်မြင်စွာထမ်းဆောင်နိုင်ခဲ့ကြတာကိုတွေ့ရပါတယ်နံပါတ်5ရာထူးမြိတ်လာလေတာဝန်နဲ့ဖိအားလေပုံများလာလေဖြစ်တယ်ဟုတ်တာပေါ့အာဏာနဲ့ဩဇာအာဏာကြီးမားတဲ့လူတွေဟာအကျိုးကျေးဇူးရရှိရုံမျှတာမဟုတ်ပဲနဲ့လုံခြုံရေးအန္တရာယ်ဖိအားနဲ့တာဝန်ကြီးတွေကိုလည်းနေ့စဉ်ရင်ဆိုင်နေရပါတယ်ဆိုတာကိုဒီဗီဒီယိုမှာမြင်တွေ့ရပါဖြစ်ပါတယ်ခင်ဗျာဒီလိုဘုဒ္ဓသာရစေတဲ့ဗီဒီယိုတွေကိုကြိုက်နှစ်သက်တဲ့ဆိုရင်ဒီဗီဒီယိုကို like လုပ်ပေးပြီး channel ကိုလည်း subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့လို့တောင်းဆိုပါရစေဒီလိုဘုဒ္ဓသာရစေတဲ့အကြောင်းအရာတွေကိုကြိုက်နှစ်သက်တဲ့ဆိုရင်တော့ဒီဗီဒီယိုကို like လုပ်ပေးပြီး channel ကိုလည်း subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့လို့တောင်းဆိုပါရစေကြည့်ရှုသူချင်းစီကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါရစေခင်ဗျာ